အားလုံးစောင့်မျှော်နေတဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့စတင်ပြီပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့အတူကျွန်တော်ရဲ့ဒီ TikTok နဲ့ YouTube Channel မှာနေ့စဉ်ပုံမှန်ပွဲကြိုသုံးသက်ချက်လေးတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီနေ့မှာတော့အဖွင့်ပွဲစဉ်အနေနဲ့ Ancient Mexico အသင်းနဲ့တောင်အာဖရိကတို့ကစားမဲ့ပွဲရှိပါတယ်မက္ကဆီကိုကတော့ Asian အသင်းဖြစ်တာနဲ့ညီတော်တော်လေးကိုပြင်ဆင်မှုအားကောင်းတဲ့အသင်းလို့ကျွန်တော်ထင်ပါတယ်သူတို့ဒီပွဲမတိုင်ခင်မှာပေါ့နော်ဒီ friendly match 3ပွဲကစားထားတယ်မတူညီတဲ့တိုက်ကြီး3ခုကအသင်း3သင်းနဲ့ကစားထားပြီးတော့ရလက်ကောင်းတွေလည်းပိုင်ဆိုင်ထားတယ်ပေါ့နော်ဒီအသင်းမှာနည်းနည်း profile မြင့်တဲ့ကစားသမားတချို့လည်းရှိကောင်းရှိလိမ့်မယ်Raul Jimenez တို့လိုကစားသမားတွေပေါ့နော်ဒါပေမဲ့ဒီအသင်းကသူတို့ကအသင်းလိုက်ကစားအားကိုတာပို့ပြီးတော့အားပြုကစားတတ်တဲ့အသင်းမျိုးဖြစ်ပြီးတော့အပေးယူဘောလုံးအပေးယူချိတ်ဆက်လေးတွေကလည်းတော်တော်လေးတိတ်သက်ကောင်းမွန်တဲ့အသင်းပါအင်ကွင်းလည်းဖြစ်တာမို့ဒီလိုအဖွင့်ပွဲမျိုးမှာပြည်သက်အားနဲ့အားကုန်ရုံးကန်ပြီးတော့ကစားလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျတောင်အာဖရိကအသင်းကလည်းအာဖရိကအသင်းသက်သင်းပြီးပြီးပဲတော်တော်လေးကိုမထန်ထန်ကစားနိုင်တဲ့အသင်းလို့ပြောရမှာဗျတူးချင်းတိုးအားရုံးအားတွေကောင်းတယ်ပွဲချိန်ဖြစ်လှုပ်အားနှုံးကြမသွားပဲနဲ့လည်းကစားတတ်တဲ့အသင်းမျိုးပါဒါပေမဲ့တော့ကစားသမားတူးချင်းစီရဲ့နီးစနစ်ပိုင်းနဲ့အသင်းလိုက်ချိတ်ဆက်ကစားပုံတွေမှာတော့လိုအပ်ချက်တွေအများကြီးရှိနေသေးပြီးတော့အထူးသဖြင့်ပေါ့နော်အရေးကြီးတာကဒီလိုကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာအရန်ကိုအရေးပါတဲ့အတွေ့အကြုံပိုင်းအရာလေဒီတောင်အာဖရိကရဲ့ကစားသမားတွေရှိမှမျှော်လင့်ထားလို့မရဘူးခင်ဗျဆိုတော့ကြတော့ဒီပွဲမှာတော့ကျွန်တော် Ancient Mexico အသင်းဘက်ကပဲရပ်တည်ရှင်ပါတယ် Ancient Mexico အသင်းပဲတက်တောင်းတက်တာနဲ့နိုင်ပွဲတစ်ပွဲရယူသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျနောက်နေ့တွေမှာလည်းဒီကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုကျွန်တော်ရဲ့ဒီ TikTok နဲ့ YouTube Channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဆိုတော့ဘော်လာတို့ရောဒီပွဲစဉ်အပေါ်မှာဘယ်လိုမြင်လဲမက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်မှာဘယ်လိုမျိုးရလဒ်တွေထွက်သွားနိုင်လဲဆိုတာကို comment မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ